အားလုံးပဲမင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုချစ်ချစ်မြင့်မြင့်နဲ့မျှဝေပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မကဆိုတဲ့အတန်လေးကိုဆက်ပြီးတော့မှမျှဝေပေးပါမယ်အရင်ဗီဒီယိုလေးမှာတော့ကျွန်မကဒီဆိုတဲ့အတန်လေးနဲ့ဆိုတဲ့အတန်လေးနှစ်ခုကိုရှင်ပြီးတော့မှပြခဲ့ပါတယ်အဲ့ဒီဗီဒီယိုလေးကတော့ကျွန်မကအတန်လေးကိုအဓိကပြောတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကကျတော့အတန်လေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဆိုတဲ့အတန်လေးဒီအတန်လေးကိုအတန်ထွက်ဖို့ရအတွက်ဆိုရင်ကျမတို့ဘယ်လိုမျိုးလုပ်ရမလဲပေါ့နော်ဆိုလို့ရှိရင်တော့ပထမဦးဆုံးကျမတို့ပါဇက်ကိုဘယ်လောက်ဟရမလဲဆိုတဲ့အတိုင်းဒါဖြစ်ပါတယ်အဲ့တော့ဘယ်လောက်ဟရမလဲဆိုရင်ကျမတို့ဒီဆိုတဲ့အတန်လေးကိုထည့်တဲ့အခါမှာဆိုရင်ဒီလိုဆိုတဲ့အတန်လောက်လဲပါဇက်ကမစီရဘူးဆိုတဲ့အတန်လောက်လဲကျမတို့အကျယ်ကြီးဟစရာမလိုပါဘူးတော့အလေလက်လောက်ကလေးပါပဲဆိုအဲ့လောက်လေးပဲဆိုရပါပြီအဲ့ဒါပြီးသွားပြီဆိုရင်တော့ကျမတို့ရဲ့ဒီနားလေးပါနှစ်ဖက်ပါတော့နည်းနည်းလေးပြုံးရောင်လေးတန်းပေးရမှာဖြစ်ပါတယ်ဒီလိုလေးပါပြီးရင်တော့ကျမတို့ရဲ့ရှာပါရှာလေးကအောက်သွားလေးရဲ့နောက်နားလေးမှာသွားပြီးတော့မှထားပေးရမှာဖြစ်ပါတယ်ဒီတန်လေးဖြစ်ပါတယ်လိုက်ဆိုကြည့်ပါအောင်ရှင်ရမယ်လို့ထင်ပါတယ်ဒါဆိုရင်တော့ကျမတို့နမူနာစလုံးလေးတွေကိုဆက်ပြီးတော့မှလေ့ကျင့်ကြည့်ကြရအောင်ပါ pen pen ဒီတန်လေးဖြစ်ပါတယ် desk head healthy bread ဒီနေရာမှာကျမကဆိုတဲ့အတန်လေးမှာဆိုလို့ရှိရင်ပေါ့နော်စလုံးပေါင်းမပေါင်းဒီလေးဒီထဲမှာနှစ်ခုတွေ့ရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ နဲ့ပေါင်းတာဖြစ်ပါတယ်ခုနကပြောတဲ့ pen လို့မျိုးဆိုရင်ဆို တန်လေးပါနောက်ထပ်တစ်ခုကတော့ လို့ဆိုတဲ့စလုံးပေါင်းဖြစ်ပါတယ် head bread ဒီလိုနေရာမျိုးတွေမှာဆိုရင်တော့ နဲ့ပေါင်းထားတာဖြစ်ပါတယ်ဒါပေမဲ့နဲ့ပဲဖြစ်ဖြစ်နဲ့ပဲဖြစ်ဒီနှစ်ခုစလုံးကဆိုတဲ့အတန်လေးထွက်တာဖြစ်ပါတယ်ကျမတို့ကစလုံးပေါင်းကိုကြည့်ပြီးတော့မှအတန်ထွက်ကိုမှတ်ဖို့ရအတွက်ဆိုလို့ရှိရင်အင်္ဂလိပ်စာကနည်းနည်းခက်ခဲပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ wine ဆိုတဲ့စလုံးလေးမှာတောင်မှအတန်ထွက်ပုံထွက်နည်းအမျိုးမျိုးရှိနေတာမျိုးပါအဲ့တော့ကျမတို့အတန်ထွက်ကိုစလုံးပေါင်းလေးနဲ့မှတ်မယ်ဆိုရင်တော့အနည်းငယ်ခက်ခဲနိုင်ပါတယ်ဒါကြောင့်မို့လို့ပဲကျမတို့ကဒီလိုမျိုးအတန်ဘယ်လိုထွက်ရလဲဆိုတဲ့ phonetic symbols လေးတွေ phonetics တွေကိုသင်ရတာလေ့လာရတာဖြစ်ပါတယ်အဲ့တော့အခုကျမကဆိုတဲ့အတန်လေးဆိုတဲ့အတန်လေးဆိုရင်ဘယ်လို phonetic symbol လေးပြမလဲဆိုရင်တော့ဒီလိုလေးပြပေးရတာဖြစ်ပါတယ်အဲ့တော့ကျမတို့က phonetic symbols လေးတွေကိုလေ့လာတဲ့အခါမှာဆိုရင်လည်းအထောက်အကူဖြစ်စေမှာပါဒါဆိုရင်တော့ကျမတို့ရဲ့စာကြောင်းလေးတွေကိုဆက်ပြီးတော့တွားကြည့်ကြရအောင်ပါ Ben sent 10 red pens Ben sent 10 red pens ဒီညမှာ Ben ဆိုလဲBen sent 10 pens redအားလုံးကဆိုတဲ့အတန်တွေကြီးပဲဖြစ်ပါတယ် Jenny fed the pets on the desk Jenny fed the pet on the desk နောက်တစ်ခါလာပြန်ပြောကြည့်ရအောင်ပါ Jenny fed the pet on the desk နောက်ကနေပြီးတော့မှလိုက်ဆိုကြည့်ပါနော်ကျမတို့လေ့ကျင့်ရင်းနဲ့ပဲအတန်ထွက်ကလေးတွေကပို့ပြီးတော့မှတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်ရှင်Ted read the test and felt less stressed. Ted read the test and felt less stressed. Ted read the test and felt less stressed. အားလုံးရမယ်လို့မျှော်လင့်ပါတယ်။ကျွန်မကဒီနေ့မှာဆိုတဲ့အတန်လေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ခေါက်ပြန်ပြီးတော့မှကျွန်မကအတူချုံပြီးပြောရရင်အတန်ထွက်ဖို့ရပါဇက်ကိုအရင်ကြီးလည်းမဟာရဘူးအရင်ကြီးလည်းမစီရဘူးအလေလက်ကလေးပဲဟာရမယ်ပြီးရင်ဒီနားလေးပါနှစ်ဖက်ကနည်းနည်းလေးပြုံးရပါမယ်ပြီးလို့ရှိရင်တော့ရှာလေးကအောက်သွားလေးရဲ့နောက်မှာထားပြီးတော့မှ
ကျမကဒီလိုမျိုး pronunciation video လေးတွေကိုအများအားပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့မို့လို့တင်သမျှ video လေးတွေကိုလက်မလွတ်တမ်းကြည့်နိုင်အောင်လို့ channel လေးကိုလည်း subscribe လုပ်ထားကြပါအောင်ရှင်ဒီ video လေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like လေးလည်းပေးခဲ့ပါဦးတကယ်လို့နောက်ထပ်သိကျင်တဲ့အသံလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျမကို comment မှာရေးပေးခဲ့နိုင်ပါတယ်ကျမကအကောင်းဆုံးစူးစမ်းပြီးတော့မှပြန်လည်တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်နောက် video လေးတွေမှာပြန်တွေ့ကြပါမယ်နော် Stay rooted and keep learning bye bye